မင်းမြရဲ့အကြောင်းတွေကိုရင်ဖွဲ့ပြပြလာတဲ့အိမ်မြတ်တို့အားလုံးပဲမင်္ဂလာပါရှင်အနုပညာလုပ်လေးတွေမှာတော့အခုချိန်ထိအောင်မြင်မှုတွေရရှိနေရကတော့အိမ်မြတ်တို့ပဲဖြစ်ပါတယ်အခုဆိုရင်အိမ်မြတ်တို့ဟာမင်းမြနဲ့အတူတူလဲရေစာရုပ်ရှင်စကားကြီးမှာပါဝင်ရကိုထားပြီးအားလုံးရဲ့အပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိခဲ့ပါတယ်မင်းသမီးလေးအိမ်မြတ်တို့ကတော့မြေစာရုပ်ရှင်ကမှာမင်းမြနဲ့အတူတူအတွဲညီညီတယောက်ဆောင်ရိုက်ကိုထားပြီးအဲဒီရုပ်ရှင်စကားကြီးကတော့ပြည်သူရဲ့အကြောင်းမှလည်းနမဲကြည့်ပါတယ်ပရိသေကတော့အိမ်မြတ်သူကိုမင်းမြတ်နဲ့အတူတူမြတ်တွေ့လာရတဲ့ပုံမှာလည်းဝမ်းသာနေကြပြီးသူတို့နှစ်ယောက်စလုံးကိုမန်တွေမှာအမျိုးမျိုးပြောဆိုကောင်းဆွတောင်းပေးနေကြပါတယ်။အိမ်မြတ်သူကတော့မြေစာရုပ်ရှင်စကားကြီးနဲ့ပရိသေရဲ့အားပေးမှုတွေရဲ့ပြေဝရရှိနေတဲ့ပုံမှာလည်းဝမ်းသာနေပြီးဒီကနေ့မှာတော့အိမ်မြတ်သူကမင်းမြတ်နဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောဆိုလာခဲ့ပါတယ်။အိမ်မြတ်သူကကိုမင်းမြတ်နဲ့မြတ်လီကဗီဒီယိုခစ်ကလေးကနေခဏတွေ့ခဲ့တာပေါ့။သူနဲ့ကကားရိုက်တွေတော်တော်ဆုံတာများတယ်။သူနဲ့ဆုံတာကဗီဒီယိုကားတွေပဲများပါတယ်။ယုံကြည်ကတော့တခါမှတွဲမြိုက်ခဲ့ဘူး။ကိုမြင့်မြတ်ရဲ့ item ဘိုင်းတွေဆိုရင်လည်းမြက်လီကအရန်သဘောကျမိခဲ့ရလေ။နဲ့20လောက်အတွင်းမှာကိုမြင့်မြတ်နဲ့ယုံကြည်ကတကဆုံခဲ့ရတာပေါ့နော်။သူကဒီစကားလေးပေါ်မှာအများကြီးကိုအာရုံစိုက်ထားခဲ့တာပါဆိုပြီးအင်းမြတ်သူကပြပြလာခဲ့ပါတယ်။အင်းမြတ်သူကတော့နှစ်တွေကြာမှမင်းမြတ်နဲ့ယုံကြည်ကတကဆုံခဲ့ရပြီးအခုစဉ်ပြည်သူရဲ့သဘောကျအပေးခြင်းတွေကိုခံရပါတယ်။အိမ်မြတ်သူကတော့မင်းမြတ်ရဲ့ item တွေကိုသဘောကျနေပြီးသူကတော့ထွေလာကိုကြည့်လိုက်ရုံနဲ့တည်းမင်းမြတ်ရဲ့တယောက်ဆောင်ချက်တွေကိုကြားရအောင်ပြပြလာခဲ့ပါတယ်။မင်းမြတ်ကတော့အနုပညာရေးကွေးတွေမှာစက်တိုင်လောက်ကိုင်းနေရပြီးမင်းမြတ်ကအခြေအကျန်အလွယ်ဟာတာဂရိတာပေါင်းစုံမှာတဘာဝကျတဲ့တယောက်ဆောင်ချက်တွေနဲ့အတူတူအားလုံးရဲ့အားပေးချစ်ခင်မှုတွေကိုရရှိထားပြီးပြည်သူရဲ့သဘောကျအားပေးခြင်းတွေကိုခံထားပါတယ်။အိမ်မြတ်သူကတော့မင်းမြတ်ရဲ့ item တွေကိုလေ့လာတဲ့နဲ့သူကတကယ်တော်တဲ့သူတယောက်ပါလို့လည်းချီးကျူးပြောပြလာခဲ့ပါတယ်။ပြည်သူတွေကတော့အခုရုပ်ရှင်စကားကြီးမှာမင်းမြတ်နဲ့အိမ်မြတ်သူတို့ရဲ့ item တွေကိုသဘောကျနေကြပြီးချီးကျူးပြောဆိုနေကြပါတယ်။အိမ်မြတ်သူကတော့အခုဆိုရင်အနုပညာရဲ့ကွေးလေးတွေမှာစူးစမ်းလုပ်ကိုင်နေရပြီးမြေစာရုပ်ရှင်စကားကြီးမှာပါဝင်ဖြစ်ခဲ့တဲ့ပုံလေးတွေကိုလည်းအိမ်မြတ်သူကအခုလိုပဲပြပြလာခဲ့ပါတယ်။အိမ်မြတ်သူကဒီစကားကမင်းမြတ်ရဲ့ဒရမာကလေးဖြစ်တဲ့ပေါ့ကိုမင်းမြတ်နဲ့ကဗီဒီယိုခစ်ကဆိုခဏခဏဆုံဖို့တာပေါ့ယုံကြည်တော်နှစ်20လောက်မှဆုံးဖြစ်တော့ပါဝင်ခဲ့တာပါမြတ်သူကနေရာလေးတော့အများကြီးမပါပါဘူးဒါအကိုကြီးအဖရာဇလန်ပေါ့နော်မြတ်သူကတရောက်တနေရာကနေပဲပါတာပါဒီကားလေးအပေါ်မှာအားလုံးကအကောင်းဆုံးစူးစမ်းခဲ့တာပါလို့ပြောပြလာခဲ့ပါတယ်အေးမြတ်သူကတော့ဒီကားလေးအပေါ်မှာပါဝင်ခဲ့ရတဲ့ပုံမှာလေးဂုဏ်ယူမိကြောင်းပြောဆိုထားပါတယ်အိမ်မြတ်သူကတော့အခုလက်ရှိမှာလည်းအနုပညာရဲ့ကွေးတွေမှာပါဝင်ရိုက်ကူးနေရလျက်ရှိပြီးတော့ပွဲတက်တွေကိုလည်းတက်ရောက်ပေးနေရပါတယ်။အိမ်မြတ်သူကတော့အခုချိန်ထိအပြိုကြီးပွားနဲ့ဖြတ်တန်းရင်အနုပညာအလုပ်လေးတွေမှာစူးစမ်းလုပ်ကိုင်နေရဖြစ်ပြီးအခုချိန်ထိနှုတ်ပြလှပနေစေမင်းသမီးတယောက်လည်းဖြစ်ပါတယ်။အိမ်မြတ်သူကတော့အဖို့မရှာပဲတယောက်တည်းအေးချမ်းချမ်းလေးဖြတ်တန်းနေရဖြစ်ပါတယ်။အခုချိန်အိမ်မြတ်သူကမြေစာစကားလေးနဲ့အတူတူအားပေးမှုရရှိနေပါတယ်။